မင်္ဂလာပါခင်ဗျာတရားတော် AI Channel မှာကြိုဆိုပါရစေ။ဒီနေ့သတင်းအထူးအစီအစဉ်မှာတော့လူတစ်ယောက်ရဲ့စိတ်ဓာတ်ကိုပြောင်းလဲပေးနိုင်တဲ့အလွန်အရေးကြီးတဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီအတန်ကိုမနက်နေ့လယ်ညတစ်နေ့3ကြိမ်9မိနစ်ခန့်သာနားထောင်ပေးပါ။တင်းရဲ့စိတ်အတွေ့အပြုမှုနဲ့ဘဝဟာတဖြည်းဖြည်းပြောင်းလဲလာတာကိုတင်ကိုယ်တိုင်သတိထားမိလာပါလိမ့်မယ်။သတင်းအမှတ်1ယနေ့လူအများစုစိတ်ပင်ပန်းနေရတဲ့အကြောင်းရင်းကိုလေ့လာရမှာပတ်စံမရှိလို့မဟုတ်ပါဘူး။အလုပ်များလို့လည်းမဟုတ်ပါဘူး။အတွေးမှားတွေများလွန်းနေတာကြောင့်ဖြစ်ပါတယ်။အတိတ်ကိုမမေ့နိုင်အနာဂတ်ကိုကြောက်လက်ရှိအချိန်ကိုမမြင်နိုင်တဲ့စိတ်ဟာမိမိကိုယ်ကိုပဲနာကျင်အောင်လုပ်နေပါတယ်ဗုဒ္ဓမြတ်စွာဘုရားကစိတ်ကိုအနိုင်ယူနိုင်သူဟာလောကကိုအနိုင်ယူနိုင်သူထက်ပိုမြတ်တယ်လို့သွန်သင်ထားပါတယ်သတင်းအမှတ်2ယနေ့ကစပြီးတင့်ကိုနာကျင်စေခဲ့တဲ့လူတွေကိုမုန်းနေဖို့မလိုတော့ပါဘူးသူတို့ကြောင့်တင်သင်ခန်းစာရခဲ့တယ်သူတို့ကြောင့်တင်ပိုရင်းကျက်လာတယ်ခွင့်လွှတ်ခြင်းဟာသူများအတွက်လက်ဆောင်မဟုတ်ဘူးကိုယ်စိတ်ကိုလွတ်မြောက်စေတဲ့တောတန်တစ်ချောင်းဖြစ်ပါတယ်။သတင်းအမှတ်3အခုချိန်မှာငါမလုပ်နိုင်ဘူးဆိုတဲ့စကားကိုတင်းစိတ်ထဲကနေဖြတ်လိုက်ပါ။ဒီနေ့မဖြစ်သေးရင်မနှက်ဖြန်ဖြစ်နိုင်တယ်။မနှက်ဖြန်မဖြစ်သေးရင်တနေ့တော့ဖြစ်လာမယ်။မကြိုးစားတဲ့သူသားတကယ်ရှုံးနေသူဖြစ်ပါတယ်။သတင်းအမှတ်4ကံကောင်းခြင်းကိုစောင့်မနေပါနဲ့။ကောင်းတဲ့ကံကိုကိုယ်တိုင်စတင်တည်ဆောက်ပါ။အပြုံးတစ်ခုစကားကောင်းတစ်ခွန်းကုသိုလ်တစ်ခုကူညီမှုတစ်ခုဒါတွေဟာအနာဂတ်မှာကံကောင်းခြင်းအဖြစ်ပြန်လာနိုင်ပါတယ်။သတင်းအမှတ်5စိတ်ဖိစီးနေတဲ့အချိန်အသက်ကိုဖြည်းဖြည်းရှူပါဒေါသထွက်နေတဲ့အချိန်စကားကိုဖြည်းဖြည်းပြောပါဆုံးဖြတ်ချက်ချရမယ့်အချိန်စိတ်ကိုငြိမ်အောင်ထားပါစိတ်ငြိမ်တဲ့သူရဲ့ဆုံးဖြတ်ချက်ကစိတ်လှုပ်ရှားနေတဲ့သူထက်ပိုမှန်တတ်ပါတယ်။သတင်းအမှတ်6တင်ဘဝကိုဘယ်သူမှလာပြောင်းပေးမှာမဟုတ်ပါဘူး။တင်ဘဝကိုတင်ကိုယ်တိုင်ပဲပြောင်းလဲနိုင်ပါတယ်။ဒီနေ့လုပ်တဲ့အလုပ်ကမနှက်ဖြန်ရဲ့အနာဂတ်ဖြစ်လာပါလိမ့်မယ်။သတင်းအမှတ်9မိဘကိုကျေးဇူးတင်ပါဆရာကိုလေးစားပါသူတစ်ပါးကိုကူညီပါမိမိကိုယ်ကိုယုံကြည်ပါဒီအရာလေးခုကိုလိုက်နာတဲ့သူဟာဘယ်နေရာရောက်ရောက်လူချစ်လူခင်ပေါ်များတတ်ပါတယ်။သတင်းအမှတ်10စိတ်တက်ကြနေတဲ့သူများအတွက်ဒီနေ့အထူးသတင်းကတော့တင်ဟာအခုထိမရှုံးသေးပါဘူး။အသက်ရှင်နေသေးတဲ့၍အခွင့်အရေးရှိနေသေးတယ်။အသက်ရှူနေသေးတဲ့၍မျောလင်းချက်ရှိနေသေးတယ်။သတင်းအမှတ်9ဒီအတန်ကိုမနက်နိုးနိုးချင်းနေ့လယ်အားချိန်ညအိတ်ခါနီး9မိနစ်ခန့်နားထောင်ပေးပါ။တင်းရဲ့စိတ်ဟာပိုငြိမ်းချမ်းလာမယ်။အတွေးတွေပိုရှင်းလာမယ်။ဒေါသလျော့လာမယ်။မျောလင်းချက်တွေပြန်လည်ရှင်သန်လာမယ်။နောက်ဆုံးအရေးကြီးသတင်းအဖြစ်ဘဝကိုပြောင်းလဲစေတဲ့အစွမ်းအင်ဟာအပြင်မှာမရှိပါဘူး။တင်းရဲ့စိတ်ထဲမှာပဲရှိနေပါတယ်။ဒီနေ့ကစပြီးကောင်းတာကိုတွေးပါ။ကောင်းတာကိုပြောပါ။ကောင်းတာကိုလုပ်ပါကောင်းတဲ့ကံတွေတဖြည်းဖြည်းစုဆောင်းလာပါလိမ့်မယ်။တင်းရဲ့စိတ်ငြိမ်းချမ်းမှုဟာတင်းရဲ့အကြီးမားဆုံးချမ်းသာခြင်းဖြစ်ပါတယ်။အားလုံးပဲကျမ်းမာချမ်းသာ၍စိတ်ချမ်းမြေပြီးကောင်းကျိုးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ကျေးဇူးတင်ပါတယ်။